ယုံကြည်မှုကိုတန်ဖိုးထားပါတစ်ဖက်တည်းလှယုံနဲ့မရဘူးဖက်နှက်ကနှစ်ဖက်ရှိမှခရီးရောက်ယုံကြည်မှုဆိုတာလည်းအဲ့ဒီလိုပဲတယောက်တည်းရှိယုံနဲ့မရဘူးသူ့ဘက်ကိုယ့်ဘက်ရှိမှအဲ့ဒီဆက်ဆံရေးတစ်ခုကရေရှည်မြဲတာယုံကြည်မှုဆိုတာပျက်စီးသွားပြီဆိုတဲ့အခါမှာတော့ဘလို့ပဲပြန်တိဆောက်ဘယ်တော့မှအရင်လိုပြန်မဖြစ်တော့ဘူးဒါကြောင့်ယုံကြည်လို့ရင်ဖွင့်တဲ့စကားကိုကြွယ်ရမှာအတင်းပြန်မပြောရဘူးယုံကြည်လို့ချင်းခါလိုက်တဲ့ပတ်စံကိုမတောင်းခင်ကလေးကအလိုက်တတိပြန်ပေးရတယ်ယုံကြည်လို့ကူညီပေးလိုက်တာကိုဘယ်တော့မှကျေးဇူးမကမ်းရဘူးယုံကြည်လို့ပေးထားတဲ့မြတ်တာကိုတန်ဖိုးမထားမလေးမစားမလုပ်ရဘူးယုံကြည်လို့တွဲထားတဲ့လက်တွေကိုနာကျင်တန်ရာတွေမပေးရဘူးယုံကြည်လို့ပေးထားတဲ့အခွင့်အရေးကိုဘယ်တော့မှအလွဲသုံးစားမလုပ်ရဘူးအဲ့ဒီယုံကြည်မှုတွေထဲမှာချစ်ချင်းမြတ်တာတွေပါတယ်ကိုချင်းစာတရားတွေပါတယ်တန်ရုံးစင်တွေပါတယ်ဒါကြောင့်ယုံကြည်မှုကိုလွယ်လွယ်နဲ့မဖြတ်စည်းသင့်ဘူးတကယ်လို့ယုံကြည်မှုကိုဖြတ်စည်းလိုက်တဲ့အခါတကယ်နစ်နာဆုံးရှုံးသွားတာကိုဖြစ်နေတတ်တယ်ဒီလိုပဲဘဝမှာကိုယ့်ရဲ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်သွားတဲ့လူတွေရှိတယ်ဒါပေမဲ့လည်းတကယ်ဝမ်းမနေပါဘူးစိတ်မကောင်းတာတစ်ခုတော့ရှိတယ်အဲ့ဒါကဘာလဲဆိုတော့အရင်လိုစေတနာတွေအကူအညီတွေချစ်ချင်းမြတ်တာတွေယုံကြည်မှုတွေကိုတော့ကိုယ့်စီကသူတို့မရနိုင်တော့ဘူးလေယုံကြည်မှုကိုတန်ဖိုးထားပါတချို့ຢာတွေကပြန်လို့ခြင်းတောင်မှပြန်ရနိုင်တဲ့အထိဈေးမပေါ်ဘူးလေ